တော့ပေ20ပေ66ပေပါဗျာအခုမှကြောင်းမင်းအခုမှစတော့လုံနေတာပေါ့နော်ဒါတော့မြကြီးတူးနေတာပေါ့တက်ညီနဲ့ညီပါပဲဗျာအဖွဲကတော့ညီပါတယ်မင်းတယောက်ကြံနေတာသွားဒီကောတော့ရက်နေတာပေါ့ဗျာမလုပ်ဘူး